အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့ Pacific Samba ရဲ့အသင်းဖောင်တာကိုရဲဝန်းတို့ဖြစ်ပါတယ်ကျွန်တော်တို့ Pacific Samba တရားတော့ရွှေပြည်သာမြို့နယ်ခြေဆိုင်ဟိုဦးဆယ်အသင်းဖြစ်ပါတယ်ရွှေပြည်သာမြို့နယ်ကကလေးအများစုနဲ့လည်းဖွဲ့စည်းထားတဲ့အသင်းလည်းဖြစ်ပါတယ်ကျွန်တော်တို့ U16 ပြိုင်ပွဲမှာကျွန်တော်တို့ Pacific Samba U16 ဟာဒုတိယဆုကိုရရှိခဲ့ပါတယ်ဖြစ်တယ်နော်ဒုတိယဆုရရှိခဲ့တဲ့အတွက်လည်းကျင်းတဲ့တော်ရှင်မိပါတယ်ဝမ်းသာပါတယ်ဒီကလေးတွေရဲ့ကြိုးစားအထောက်မှုကိုပြောရမယ်ဆိုရင်ကလေးတွေအရင်ကြိုးစားအထောက်မှုကောင်းတယ်ဘလို့နေဖြစ်လဲဆိုတော့သူတို့ကြောင်းချိန်လေးဝင်နေလို့ရအောင်မကြောင်းချိန်လေးဒီကြောင်းပြေးတက်ပြီးတော့နိုင်ခွက်ရနိုင်ခွက်လောက်တယ်ဒီကဆရာတွေရဲ့ရောစုမှုတွေနဲ့နာခံတာပေါ့စီကံအစအကုန်လုံးကောင်းတဲ့ကလေးတွေဖြစ်တယ်ဒီU16 အသင်းပါဆိုကျွန်တော်ဒီရောက်25ရောက်ဒီပဲပြီးစီးပြီးထားပြီးတော့လေ့ကျင့်ပြီးတာပေါ့နော်သူတို့ရဲ့ facility ဝင်နေရင်အားစအကုန်လုံးကိုပံ့ပိုးပေးရပြီးတော့ကျွန်တော်တို့လာကကျွန်တော်တို့ဖူဆယ်တဲ့အတွက်ကျွန်တော်တို့ဒီဝင်ယူပြီးတော့ကျွန်တော်တို့ရွေးချယ်ပြီးတော့လေ့ကျင့်ပေးနေတာဖြစ်ပါတယ်ဒီအသင်းကိုလည်းဆက်လက်ကျွန်တော်တို့လေ့ကျင့်ပြီးသွားမှာလည်းဖြစ်ပါတယ်ဒီU16ပြိုင်ပွဲမှာပထမကြောက်မှာကျွန်တော်တို့အသင်းလာရှုံးခဲ့ပြီးတော့ကျွန်တော်တို့ဒီကျောင်းဆရာသားတွေပြင်မဲ့ရှုံးခဲ့တယ်ဒုတိယကြောက်လဲဒီပထမရရှိတဲ့ချန်ပီယံဖြစ်သွားတဲ့ကျောင်းဆရာသားတွေတင်ကိုပဲကျွန်တော်တို့ထပ်မံရှုံးခဲ့အလုံးပေါင်းပြိုင်ပွဲစုစုပေါင်း22ပွဲမှာကျွန်တော်2ပွဲရှုံးခဲ့တာပါเนาะဟုတ်တယ်နောက်တစ်ခုပြောချင်တာကျွန်တော်တို့ဒီလိုလူငယ်တွေကိုကျွန်တော်တို့ဒီလိုပြိုင်ပွဲတွေလုပ်တယ်ကျွန်တော်တို့အမှန်ကအဖော်ချုပ်ကတောင်းရှိသူများကိုလည်းကျေးဇူးအများကြီးရှိတယ်နောက်လည်းကျွန်တော်တို့လူငယ်တွေကိုရိုးစမပြတ်အောင်ကျွန်တော်တို့ဆက်လက်ပြီးတော့ပြိုင်ပွဲတွေပြုလုပ်ပေးပါလို့ကျွန်တော်တို့တောင်းဆိုချင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီပြိုင်ပွဲတွေဆက်လက်ပေးမှလည်းကျွန်တော်တို့လူငယ်တွေကပြိုင်ပွဲအတွေ့အကြုံတွေရှိလာမယ်မျိုးဆက်မပြတ်အောင်ကျွန်တော်တို့ပြိုင်ပွဲတွေထပ်ပြီးတော့လုပ်ပေးချင်ပါတယ်ပေါ့နော်ကျွန်တော်တို့လက်ရှိအသင်းကိုလည်းပလန်တွေကျွန်တော်တို့ချပြီးတော့လူငယ်တွေကိုဆက်လက်ပြီးတော့တိုးထောင်ပြီးတော့လေ့ကျင့်ပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်ကဆိုလို့ရှိရင်အသင်းလေးတင်ပေါ့ဒီဝမ်တက်ကစားမယ် Pacific Samba အကြီးတင်ရယ်U19 တင်ရယ်U16 တင်ရယ်ဝမ်မအသင်းတွေရှိပါတယ်ဒီသူတို့လည်းကျွန်တော်U16 အသင်းဆိုလို့ရှိရင်ကျွန်တော်နည်းနည်းလေးခက်ခက်ခဲခဲပေါ့နော်ကျွန်တော်ရွေးချယ်မှုအားတယ်နောက် training အားတွေကျွန်တော်နည်းနည်းလေးကျွန်တော်လိုတဲ့အတွက်U16 U19 အသင်းဘယ်လိုပေါ့အဆင့်8လောက်မှလည်းရက်တည်နေတာပေါ့နော်ကျွန်တော်ဝမ်မန်အသင်းကတော့ပြီးခဲ့တဲ့ဝမ်မန်နေ့မှာကျွန်တော်တို့အဆင့်5ပဲရရှိခဲ့တယ်နောက်ပြိုင်ပွဲတွေမှာကျွန်တော်တို့အဆင့်တိုးတောက်ကျွန်တော်တို့ခုတည်းကပေးကျင်သွားဖို့လည်းရှိပါတယ်နော်နောက်တဲ့ကျွန်တော်တို့လီဝမ်တက်ကစားမဲ့အသင်းကိုလည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့10လပိုင်းကစပြီးတော့ကျွန်တော်တို့လေ့ကျင့်ပြင်ဆင်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သက်တွေကိုပြောချင်တာလည်းရှိပြီးကျွန်တော်တို့အခြေခံဖြစ်တဲ့အတွက်ရှင်ကမြို့နယ်ကလူငယ်တွေနဲ့ပဲကျွန်တော်တို့ကအများဆုံးဖွဲ့စည်းထားတဲ့အတွက်ဆက်လက်အားပေးပါအောင်လို့ပြောကြရင်ကျေးဇူးတင်ပါတယ်